ရှယ်ကြောက်တဲ့အကြောင်းကိုရှင်းလေးနဲ့ပြောပြမယ် Let's go ဒါ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 ဘာနာပါရပါပါရပါပါဒ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 ါ Yo hey မနက်မိုးလင်းပြီးဆိုတာနဲ့ morning ပို့ဖို့ပြင်သူမစီချိန်မှန်မှန်ဖုံးဆက်နှိုးဖို့ရင်ကသားမရှောင်အစားစုမျိုးဖို့ဆို့ဖို့မြင်မျိုးတွေမျိုးထင်လို့မဟုတ်ရပါကျုပ်ဘွားကိုပြောပြရင်အဖေရတာမှမကြသေးဘာထွက်စားမလဲကောင်းမလဲမေးတဲ့အရင်ရင်းကချစ်စရာလေးအခုကြာမှတိပိမတင်းမြင်စိတ်ကောက်ရင်ချစ်စရာလေးပါဒေါ်လာထွက်လာငေါထားပြီးချင်းခဏမေးရင်နာရီဝက်လက်သက်ပြင်းနဲ့ရာသီပဲခုမြက်ပတ်လုံးငါမအားလို့နားရတယ်ကိုမရှိငါပေါ်တာလာလာခွေးစောပိုင်းနဲ့ပြောကြတဲ့အပလာကြီးကောမလေးကချစ်စင်ဆိုပြီးတော့ငါတို့ရှိမလာလာညီအာနာဆိုတဲ့ဘာညာမရှိတကနေဆိုတွေ့တော့မလာလာပြီးသူမလာရီလိုက်ရင်ကဘာမအလာဆုံးအင်္ဂါဂျိုးဒီပဲကြားတယ်ဟုတ်ကဲ့စကားတခွန်ကျုပ်ရဲ့ဘာသာတုံးမင်းတို့လည်းမထားကြနဲ့အောင်ဟာကြီးစားရှိတဲ့ငါဒုက္ခမင်းတို့ကြည့်အောင်ငါပြောပြတနေ့ရလာတာမောဟတမတ်ချက်စီကနေပုံကြီးနဲ့စလန်းကတီလို့ကိုစားတယ် rule number 1 slave တောက်ရပုံစားရတဲ့ရေကားဆိုကူကုတ်ဘောအခုကြမှာသူမကဆိုအတင်တာတဲ့သူ့ကိုချစ်လို့အခုပြင်ပါမယ်သူ့မြူကြနဲ့ယူရင်မှားမယ်ညတကောင်ရင်ဖုန်းစံနိုးကသူ့မပါကိစ္စရှိလဲပေါ်အိမ်မတုံးကကိုနဲ့တွေ့ကောင်လေးကဘသူလဲပြောငါဘလို့လို့တိတ်မလို့စကားပြောလို့အုံမိရင်ငိုရမစိုးတာဖြစ်ကိုမတနာဘူးလားအမေရဲ့ကဲပါအောင်စိတ်ချနိုင်ပြီးရောမင်းကြိုက်ကိုနေပေးမယ်လိုအပ်တာကိုရွေးဝဲပတ်စံရှိသေးလားမင်းပကပန်ကမေးလေဂိမ်းစော့ပြီးဆိုပုံစကစီထိုးငွေချင်းမီဆိုရင်ငါကိုအဝေးကိုဘေးပို့အေးယောဖယားတော့ကြောင်းတမှုလှပြင်းဖို့ဆောင်းလိုက်ရတနာကြီးအတက်ကိုဖမ်းနဲ့ထုတ်သူ့လက်တဲ့အပိထားရကြပြီးပြည့်တို့အကောင်မလောင်လို့ဆိုတိတ်ကြအိမ်ပြန်ပါစေပါထုတ်ယူဖြစ်တောင်းငယ်စဉ်းစားကြအတွေ့မမှန်နဲ့နဖို့လူဒါပေမဲ့လေငါချစ်ပါတယ်မင်းမရှိလို့တော့မဖြစ်တာပဲဟော်ဒီလိုမြစ်တာရဲ့ဖယားမတိုင်တဲ့တစ္ဆာတဲ့နောင်နှစ်ပေါင်းများစွာထီလက်မင်းကိုချစ်ပါမယ်